ဘိုင်းနံမှာ POA တင်ဖို့အတွက် ban statement လိုပါတယ်POA ဆိုတာ proof of အတွက်ကိုပြောတာဖြစ်ပါတယ်ban statement နဲ့မတင်ချင်ဘူးဆိုရင်လည်း water bay တို့ meter bay တို့နဲ့ကျွန်တော်တို့တင်လို့ရပါတယ် water bay တို့ meter bay တို့စာရွက်ထဲမှာပါတဲ့နာမည်နဲ့ကျွန်တော်တို့ဘိုင်းနံအကောင့်ဖွင့်ထားတဲ့နာမည်နဲ့တူညီနေရမှာဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်တင်လို့ရပါတယ် water bay တို့ meter bay တို့နဲ့မတင်ချင်ဘူး ban statement နဲ့တင်ချင်တယ်ဆိုတော့ကျွန်တော်တို့မှာban အကောင့်တစ်ခုရှိထားမှာဖြစ်ပါတယ်ဥပမာ ban အကောင့်တစ်ခုရှိရဆိုရင်သက်ဆိုင်ရာဘဏ်မှာကျွန်တော်တို့သွားပြီးတော့ ban statement ထုတ်လို့ရပါတယ် ban statement ထဲမှာကျွန်တော်တို့ရဲ့နေရာလိပ်စာပါမှာဖြစ်ပါတယ်ဥပမာ mobile banking ရှိရဆိုရင်တော့ mobile banking နဲ့ကနေကိုတိုင်း ban statement ကိုထုတ်လို့ရပါတယ်ကမ္ဘောဇာ mobile banking နဲ့ကနေ ban statement ဘယ်လိုထုတ်ရလဲဆိုတာကျွန်တော်နောက်ဗီဒီယိုမှာတင်ပေးမှာဖြစ်ပါတယ်သူတို့အဲ့ဒါတင်တာ ban statement နဲ့တင်တာပို့ပြီးတော့စိတ်ချရပါတယ်ban statement ထဲကနာမည်နဲ့ကျွန်တော်တို့ Binance အကောင့်ဖွင့်ထားတဲ့နာမည်နဲ့ကတော့တူညီနေရမှာဖြစ်ပါတယ် Binance သုံးရတာအဆင်မပြေဘူးဆိုရင် Bitgas Binebit OKH တို့မှာသုံးလို့ရပါတယ်ကျွန်တော်သိတဲ့လောက်ကလေးကိုပြောပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်ပြောတဲ့အထက်မှာလိုအပ်ခဲ့တာတွေရှိတယ်ဆိုရင်လည်းတည်တဲ့လူတွေနားလဲတဲ့လူတွေကျွန်တော်ကို comment ထဲမှာထောက်ပြပေးတော့ပါလို့ပြောချင်ပါတယ်ကျွန်တော်ပြောတဲ့ video လေးတွေကသူများအပေါ်ထိခိုက်နေတာလို့သိတယ်လုံးဝမရှိပါဘူးကျွန်တော်ပြောတာပြောမှဆိုမှရှိရင်လည်းကျွန်တော်အားလုံးကိုတောင်းပန်ပါတယ်video အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျ